ဆိုလန်တူဝီကအပိုင်း80ဒီဘက်မှာတော့နေလာတိုင်းပြည်ရဲ့တော်ဝင်မင်းသားတစ်ပတ်ဖြစ်တဲ့ရှီတန်းရဲ့ဦးလေးရှီကော်ကျုံးတယောက်ရှီတန်းရဲ့လှုပ်ကြံခံရတဲ့သတင်းကိုကြားလိုက်ရတာကြောင့်အပြေးရောက်လာခဲ့ပါတယ်။ရှီကြီးတယောက်လက်ရှိနေလာတိုင်းပြည်ပြည်ရှင်မင်းအာနာသိန်းနဲ့ဖြစ်စဉ်မှာအဓိကနေရာကနေပါဝင်ပတ်သက်ခဲ့တဲ့အစင်ကိုဝိညာဉ်ထိပ်ဆရာရှီကော်ကျုံးကိုတော့တင်းသွင်းထားနိုင်ခဲ့တဲ့ရှီတန်းရဲ့ပါဝါကိုအနှဲငယ်ဖြုံသွားခဲ့ပါတယ်။ရှီကော်ကျုံးသူနားကိုရောက်လာတာနဲ့အရင်သူ့ရဲ့ခမဲတော်နေလာပြည်ရှင်မင်းကြီးကိုကူညီပေးခဲ့သလိုမျိုးဒူတော်ဖြစ်တဲ့သူကိုလည်းအကူအညီပေးဖို့အချိန်ကကြာအောင်လာပြီးဖြစ်ကြောင်းရှီကော်ကျုံးကိုပြောလိုက်ပြီးရှီကော်ကျုံးကလည်းလုံးဝစိတ်ကြထားပါဆိုတဲ့အမူအရာနဲ့ပြန်ပြေးလိုက်ပါတယ်။ဆက်လက်ပြီးရှီတန်းရလုံခြံသူတွေကိုကြောင်ပိတ်ရပြီးအမြင့်ပြတ်တုတ်တင်ရှင်းလင်းပစ်ပေးဖို့အစင်မဝိညာဉ်တွေဖောက်ခွဲပစ္စည်းတွေကိုတက်ဆင်ထားဖို့လိုကြောင်းရှီကော်ကျုံးကိုမှားနေခဲ့ပြီးရှီကော်ကျုံးကလည်းစိတ်ကြထားဖို့သူတို့တူဝီးနှစ်ယောက်သာအတူလက်တွဲလှုပ်ဆောင်မယ်ဆိုရင်ဘလို့ကိစ္စမျိုးကိုမဆိုအောင်မြင်နိုင်ကြောင်းပြောကရှီတန်းရဲ့အမှားစကားအတိုင်းလှုပ်ဆောင်မှုအတွက်တိုးလောင်နေရာကိုထွက်သွားဖို့ပြင်ပါတယ်။ရှီကော်ကျုံးထွက်မသွားခင်မှာရှီတန်းရသူ့ရဲ့ဦးလေးဖြစ်သူကိုဒီတဲ့ပို့ပြီးတစ္ဆာရှိစေဖို့အတွက်သူ့ရဲ့လက်အောက်ကမြောက်ပိုင်းတက်မှမှုဟာရှီကော်ကျုံးစီကိုခိုးလုံခြင်းကြောင့်ပြောခဲ့ဘူးတာမို့ကောင်းမွန်တဲ့ကိစ္စအထားမြောက်တော့သူ့အနေနဲ့ကူညီခြင်းကြောင့်ဆိုကရှီကော်ကျုံးကိုမလုံးပေးပါတယ်။ရှီကော်ကျုံးကလည်းမြောက်ပိုင်းတက်မှမှုကိုသာလက်အောက်ခံအဖြစ်ထားနိုင်ခဲ့မယ်ဆိုရင်သူ့ရဲ့အင်အားကအတော်လေးကိုတောင်းတင်းလာနိုင်မှာဖြစ်တာကြောင့်ရှီတန်းရဲ့စကားကိုခေါင်းတချင်းချင်းနဲ့ကြီးနေရင်ထွက်သွားခဲ့ပါတယ်။ရှီကော်ကျုံးထွက်သွားချိန်မှာတကယ်ပဲမြောက်ပိုင်းတက်မှမှုကိုရှီကော်ကျုံးစီကိုပြီးတော့မှလားလို့ကြည်ကြီးရရှီတန်းရံကိုအံ့အားသင့်စွာနဲ့မေးမြန်းနေခဲ့ပြီးရှီတန်းရံကတော့မြောက်ပိုင်းတက်မှမှုဟာရှီကော်ကျုံးကိုတွေးကိုရမှာမဟုတ်တော့တာကြောင့်စိတ်မပူဘူးဆိုပြီးဘေလီဆန်စွာနဲ့ပြန်ပြေးနေခဲ့ပါတယ်။တပတ်မှလည်းအဆောင်ချက်တွေအရန်ကိုများပြားလွန်းတာကြောင့်မြို့ပြင်ကိုထွက်ပြေးနိုင်ဖို့အတော်လေးကိုအခက်တင်နေခဲ့ရတဲ့ပန်ဒီဂိုင်းသားတွေဟာအနေအကြီးနဲ့မြို့ပြင်ကိုထွက်ပြေးနိုင်မယ့်နီလန်ကိုစဉ်းစားနေကြကြသလိုတပတ်ကရှီလန်ကကျောင်းကလူတွေရောဘလို့ဘယ်ပုံစံနဲ့ထွက်သွားဖို့စီမံထားသလဲဆိုတာကိုသိရင်နေမိခဲ့ကြပါတယ်။တူကိုစစ်ကတော့သူ့အနေနဲ့ရှီလန်ကကျောင်းရဲ့အစွမ်းစာကိုယုံကြည်ကြောင်းသူတို့အနေနဲ့ဒီအခက်အခဲအချက်တဲတွေကြားထဲကနေဂျိန်းတွေပေါ့လွတ်မြောက်နိုင်မယ်ဆိုတာဟာအတိအကျပဲမို့လောလောဆယ်ကိုနီးကိုဟန်နေပဲမြို့ပြင်ကိုထွက်နိုင်ဖို့အာအောင်ဆိုင်လှုပ်ဆောင်ကြဖို့ဂိုင်းသားတွေကိုမာနေခဲ့ပါတယ်။ဒါနဲ့ပဲသူတို့တွေအရင်ကတည်းကတိတ်တိတ်ဒူးဖော်ထားတဲ့မြေအောင်လမ်းကြောင်းတွေကနေတဆင့်မြို့ပြင်ကိုထွက်သွားဖို့လုပ်ခဲ့ကြပါတယ်။တပတ်ကရွှန်လောင်တဲ့ဆီယမ်မာကျိုးကလည်းမာရှောင်းတောင်းကိုမြင့်မြတ်ဝိညာဉ်သခင်ဂိုင်းလက်ထဲကနေတခါတည်းကဲထုတ်သွားခြင်းနေခဲ့ကြပြီးမြင့်မြတ်ဝိညာဉ်သခင်ဂိုင်းရဲ့လက်ရှိအနေအထားကိုသူတို့ရဲ့လက်ရှိအင်အားအ ਨੇ စုနဲ့သွားရင်ဆိုင်လို့မရမှာကိုအတက်တိနေခဲ့ကြတာကြောင့်မာရှောင်းတောင်းကိုကဲထုတ်ဖို့ကိစ္စကိုလက်လျှော့လိုက်ကြပြီ။အရင်ဆုံးတခြားကျောင်းသားတွေနဲ့မြို့ပြင်ကိုအနေကင်းထွက်သွားနိုင်ဖို့ကိုပဲအဓိကထားလှုပ်ဆောင်မှုဆုံးဖြတ်ခဲ့ကြပါတယ်။အရင်ဆုံးအနေနဲ့ရွှန်လောင်ဝါမြေအောင်ဝိညာဉ်ထိပ်ပြိုင်ပွဲကြီးကိုတွားရောက်ရှင်ပြိုင်နေခဲ့ကြတဲ့ရီအောင်နဲ့ချိုက်တို့ကိုသူကိုယ်တိုင်တွားရောက်ခေါ်ထုတ်ဖို့လုပ်ခဲ့ပြီးဆီယမ်မာကျိုးကိုတော့တခြားကျောင်းသားတွေကိုခေါ်ဆောင်ကအနောက်ဘက်ဂိတ်ဘောက်ကနေသူတို့ကိုစောင့်မှုမှာကြကသူတို့ရဲ့အစီအစဉ်ကိုစတဲ့အကောင်တွေပေါ်ကြပါပြီ။ငါတပြားရီအောင်တို့ကတော့မြို့တနေရာမှာရှမ်းချီတို့နဲ့ပြန်လည်စုံမိခဲ့ကြပြီးသူတို့အနေနဲ့နေလာတိုင်းပြည်ရဲ့အဖိုးတန်ဝိညာဉ်ထိပ်လက်နက်တွေနဲ့ရှားပါတဲ့တော်တော်များများကိုရရှိခဲ့တာကြောင့်အကြီးကြီးပွားခဲ့ကြောင်းစမ်းချီတို့ကိုပြောပြနေခဲ့ပါတယ်။ရောကတော့တငယ်ချင်းတွေအားလုံးကိုဆီယာမာကျိုးစီကိုတွားရောက်ကြဖို့ပြောခဲ့ပြီးသူနဲ့ချိုက်တို့ကလည်းမြေဝိညာဉ်ထိပ်ပြိုင်ပွဲကြီးပြီးဆုံးသွားတာနဲ့အမြန်လာရောက်ပူးပေါင်းမှာဖြစ်တာကြောင့်နေရာမှာပဲလူစုခွဲကြဖို့ဆိုတာတငယ်ချင်းတွေအားလုံးကိုမှာခဲ့ပါတယ်။ဒါကြောင့်ပဲပြန်ကျဲနေတဲ့စိတ်ဆွမ်းအားတွေကိုပြန်လည်စုစည်းနိုင်ခဲ့ပြီးဖြစ်တဲ့ရောပါဝိညာဉ်ထိပ်လက်နက်ထုတ်လုပ်ခြင်းအပေါ်မှာရာနိုးပြီးအားပြန်ဆိုင်နိုင်လာခဲ့ပြီးလက်ကျန်အခြေအနေငယ်လေးအတွင်းမှာဝိညာဉ်ထိပ်လက်နက်တွေကိုထုတ်လုပ်ပြီးစေဖို့အားကျိုးမှန်တက်လှုပ်ဆောင်ပါတယ်။ကိုယ်တိုင်ကိုအောင်မြင်စွာဖန်တီးပြီးချိန်မှာဦးတိုင်းအစီရင်ကိုစတင်ရွေးဆွဲဖို့လုပ်ခဲ့ပြီးပြန်မပြီးကန်ဒီမှာမှဦးတိုင်းအစီရင်ကိုရွေးဆွဲတော့မယ့်ရောက်ကိုကြည့်ရင်ရဲယူလင်တယောက်အတော်လေးကိုအထင်သေးနေခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုတစ်ချိန်လုံးအထင်သေးနေတဲ့ရဲယူလင်တယောက်ဗဇက်မသိနိုင်လောက်အောင်ကိုအံ့အားသင့်သွားရောက်ကလှုပ်ဆောင်နိုင်ခဲ့ပြီးအရန်ကိုတူတောင်းလုံးလာတဲ့အချိန်ပိုင်းခြားလေးအတွင်းမှာပဲဦးတိုင်းအစီရင်မောက်၁၉ခုကိုအောင်မြင်စွာရေးဆွဲနိုင်ခဲ့ပါတယ်။ပြရနဲ့ဦးတိုင်းအစီရင်တွေကိုသူဖန်တီးထားတဲ့ဝိညာဉ်လေးချုပ်ဝမှာတက်ဆင်ပေးလိုက်ပြီးတမတ်အချိန်တော့မှအောင်မြင်စွာတက်ဆင်ပြီးစီခဲ့ပါတယ်။ရောက်ဖန်တီးလိုက်တဲ့ပုံစံအသစ်ဟာပြိုင်ပွဲရဲ့အဓိကတာဝန်ရှိသူတွေအာယုံကိုဖမ်းစားနိုင်ခဲ့ပြီးမင်းတဲ့ခမ်းမလိုဝိညာဉ်ထိပ်လက်နက်ဘိုးရီကြီးတောင်ထုတ်လုပ်နိုင်ခြင်းမရှိသေးတဲ့ပုံစံကိုရောက်ဟာအောင်မြင်စွာဖန်တီးထုတ်လုပ်နိုင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ရဲလင်တယောက်ဝိညာဉ်ထိပ်ချုပ်ဝက်အနားလေးကိုတွားရောက်အနီးကကြည့်ရှုရင်ဝေဖန်လီကန်ရေးတွေကိုလှုပ်ဆောင်နေခဲ့ပြီးရောက်ကတော့ပြန်လဲတုံ့ပြန်ခြင်းမပြုပဲဝိညာဉ်ထိပ်ချုပ်ဝက်ကိုသူ့ကိုယ်တိုင်ဝတ်ဆင်လိုက်ပါတယ်။အနေထားကတော့အတော်လေးကိုမိမှန်နေခဲ့ပြီးအာယုံမန်ရောင်ရောင်ဘာရောင်ရောင်အနေထားပဲဖြစ်ပါတယ်။ရှိစေမာမေးအဖွဲ့ရဲ့ဒူကန်းချုပ်ဖြစ်သူကလည်းရော့တို့ရဲ့နောက်ကျောင်းကိုစုံစမ်းတာဘလို့ချင်းရှိသလဲဆိုပြီးနန်ကုန်းဝံကိုမေးမြန်းခဲ့ကနန်ကုန်းဝံကလည်းသူတို့နှစ်ယောက်ရဲ့နောက်ကျောင်းရာဇုံကိုသူဘလို့မှစုံစမ်းလို့မရခဲ့ကြောင်းဒါပေမဲ့သူတို့ရဲ့နောက်ကန်ဇင်းမြစ်ကိုတီးနိုင်မှုထက်သူတို့ကိုကောင်းကောင်းအသုံးချနိုင်မှုကသာပိုရေးကြီးတယ်လို့သူ့အနေနဲ့ထင်မြင်မိကြောင်းနန်ကုန်းဝံကရှောက်တင်နေခဲ့ပြီးဒူကန်းချုပ်ဖြစ်သူကတော့နန်ကုန်းဝံရဲ့စကားကိုသိပြီးတော့ဘဝင်မကျသလိုမျိုးဖြစ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ရဲယူလင်ဟာတတ်မှတ်အချိန်တွင်းမှာဝိညာဉ်ထိပ်တက်ဆင်လို့မပြီးသေးခဲ့တဲ့အောင်တို့ကုံတွေတင်းကြီးကပြိုင်မုံကိုတအုပ်ကိုထုတ်ပယ်ပစ်ခဲ့ပြီးအရင်ချင်းပြည့်မိတဲ့ကြံရှိရောက်ကိုတအုပ်ချင်းရှင်ပြန်တိုက်ခိုက်ခိုင်းခဲ့ပါတယ်။
တပတ်မှာတော့ရှီကောကျုံးဟာတိုလောင်ယုံတာဝန်ရှိသူလီချုံးရဲ့တေဆုံးခြင်းနဲ့တိုလောင်ယုံထဲကအဖိုးတန်ပစ္စည်းမှန်သမျှပျောက်ဆုံးသွားခြင်းတို့အတွက်အတော်လေးကိုခေါင်းကြီးနေခဲ့ပြီးဒီကိစ္စကိုသာရှီထန်းရန်တည်သွားခဲ့ရင်သူ့ကိုတေချာပအသက်ရှင်ကုန်ပေးမှာမဟုတ်တာကြောင့်ဖြည့်ရှင်းနိုင်မယ်နီလန်ကိုအကြံကုန်ထုတ်စဉ်းစားနေခဲ့ရပါပြီ။အဲဒီနောက်မှာတော့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ပြီးလိုဘခန်းထဲမှာသူနှစ်ပေါင်းများစွာစူဆောင်းသိမ်းဆည်းထားတဲ့ဝိညာဉ်ရေးတက်ဆင်ဘုံတွေနဲ့ဝိညာဉ်ရေးလက်နက်တွေကိုတွားရောက်ကြည့်ရှုပါတယ်။တစ်ဖက်မှာတော့မြေအောက်ဝိညာဉ်ရေးပြိုင်ပွဲကြီးကိုကျင်းပနေခဲ့ပြီးချိုက်တူကသူ့ရဲ့ပြိုင်ဘက်ကိုအလွယ်တကူပဲအနိုင်ယူကာထိတ်ဆုံးလေးယောက်တည်းကိုဝင်ရောက်နိုင်ခဲ့ပါတယ်။နောက်ထပ်ပွဲစဉ်မှာတိုက်ခတ်ရမယ့်သူကတော့ရီယော်ပဲဖြစ်ပြီးသူ့ရဲ့အသားမကျသေးတဲ့ဝိညာဉ်ရေးဝတ်စုံကိုအသုံးပြုပုံကြောင့်ပွဲကြီးပေးတဲ့တော်တော်များများရဲ့လှောင်ပြောင်တရော်ချင်းကိုခံနေခဲ့ရပါတယ်။ရောက်ကတော့လောင်ပြောင်မှုတွေကိုခေါင်းနဲ့ထည့်မထားခဲ့ပဲသူ့ရဲ့ဝိညာဉ်ရေးချုပ်ဝတ်ကိုကျွမ်းကျင်အောင်ထိချုပ်နိုင်ဖို့ကိုသာအာရုံစိုက်ထားခဲ့ပြီးပြင်ပမာမိကိုစားပြုဝင်နဲ့ရှင်ပြိုင်ပါတယ်။အစာပိုင်းမှာတော့ဝတ်စုံနဲ့အသားမကျမှုကြောင့်ရော့ဝါရုံးကန်နေခဲ့ရတဲ့ဆိုပေမဲ့တိုက်ခဲချင်းကြာလာတာနဲ့အမျှဝတ်စုံရဲ့စွမ်းဆောင်ရည်ပြေဝါကိုထုတ်သုံးလာနိုင်ခဲ့ပြီးပြိုင်မဲ့အမျိုးသမီးကိုအသာအရာပဲအနိုင်ယူနိုင်ခဲ့ပါတယ်။အဲဒီကကြမှာပွဲကိုစောင့်ကြည့်နေတဲ့သူတွေအားလုံးရော့ရဲ့ဝိညာဉ်ရေးချုပ်ဝတ်ကိုအထင်ကြီးလေးစားသွားခဲ့ကြပြီးအဲဒီထဲကမှရဲယူလင်ဟာအထင်ရှားဆုံးပဲဖြစ်ပါတယ်။ဒီနေ့နောက်ပြိုင်ပွဲဝင်တွေကလည်းကိုစီနိုင်ပွဲတွေကိုရယူကြရင်နောက်ဆုံးကျန်ခဲ့တဲ့၄ယောက်သာရှင်ပြိုင်တိုက်ခိုက်ကြရပါတော့မယ်။နောက်ထပ်ပွဲစဉ်မှာတော့ရော့နဲ့ချိုက်တူတို့ရင်ဆိုင်ရှင်ပြိုင်ရဖို့ဖြစ်လာခဲ့ပြီးချိုက်တူကရော့ကိုပွဲမပန်းစေချင်တာကြောင့်ချက်ချင်းပဲအရှုံးပေးခဲ့လိုက်တာမို့ရော့တယောက်နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကိုရွှေမတက်ဖဲနဲ့တက်ရောက်ခွင့်ရလိုက်ပါတယ်။တစ်ဖက်မှာတော့ကြီးစင်မာမိတ်ကိုစားပြုပြိုင်ပွဲကိုခွန်ချမ်းနဲ့ပြင်ပမာမိတ်ကိုစားပြုပြိုင်ပွဲကိုရက်ကူကြီးတို့ရှင်ပြိုင်တိုက်ခိုက်ခဲ့ကြပြီးမိစ္ဆာလန်းစဉ်ဝိညာဉ်ဆရာခွန်ချမ်းဟာတိုက်ပွဲဆဆချင်းမှာပဲသူ့ရဲ့အစိမ့်ငွေကိုသုံးပြီးရက်ကူကြီးကိုအပြင်းထန်ထိုးစစ်ဆင်ပါတယ်။ပွဲကြီးစဉ်ကသူတွေအားလုံးရက်ကူကြီးရှော့ပြီးဆိုပြီးထင်မှတ်နေခဲ့ကြပေမဲ့စံကျင်မဲ့အနေနဲ့ရက်ကူကြီးဟာမတည်တဲ့ပြင်သူမရဲ့ဖော်ဖဲကိုပါထုတ်သုံးပြပါတယ်။တကယ်တော့သူမကောင်းကင်တမန်နှစ်တိုင်းဝိညာဉ်ကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပြီးသူမစီကထုတ်လွှတ်လိုက်တဲ့ aura ဒီဟာပြင်းထန်ပြီးစွမ်းအားကြီးမားလုံးတာကြောင့်သူမအရင်တစ်ချိန်မှာကျင်းပခဲ့တဲ့ဝိညာဉ်ဆရာပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ယူမုံတီရဲ့တိုင်းဝိညာဉ်ထက်ပုံမတန့်စေပြီးအစွမ်းတက်တယ်ဆိုတာကိုရီယောတယောက်ကောင်းကောင်းကြီးသဘောပေါက်လိုက်ပါတယ်။မိစ္ဆာလက်စဉ်ဝိညာဉ်ဆရာတယောက်ဖြစ်တဲ့ဟွမ်ကျန်းကောင်းကင်တမန်နှစ်တိုင်းဝိညာဉ်ရဲ့မြင့်မြတ်တန့်စေတဲ့အလင်းရောင်အောက်မှာခက်ခဲခဲရုန်းကန်နေခဲ့ရပြီးရက်ကူကြီးရဲ့ပြစ်စမမဲ့ဝိညာဉ်ကိုစွမ်းရည်အောက်မှာပဲတခါတည်းကိစ္စပြတ်သွားခဲ့ရပါတယ်။ရဲအီလင်ကတော့အင်အားမပြည့်စုံသေးပဲနဲ့အတိကရန်သူကြီးတွေရှိမှဝက်ဖဲကိုထုတ်ပြခဲ့တဲ့ရက်ကူကြီးတယောက်တဘာဝရန်သူဖြစ်တဲ့မိစ္ဆာလန်းစဉ်ဝိညာဉ်ဆရာရဲ့အမဲပြတ်ခံရတော့မယ်ဆိုတာကိုမြင်အောင်နေခဲ့ပြီးသူသာစောစီးတည်ထားခဲ့မယ်ဆိုရင်ရဲအီလင်ကိုရှီထန်းရဲ့လက်အောက်မှာထားပြီးမြင့်မြတ်ဝိညာဉ်သခင်ကိုင်းကိုရှီထန်းရဲ့ရင်ဆိုင်နိုင်ဖို့အတိကလက်နက်တစ်ခုအနေနဲ့အသုံးပြုမှာပဲဖြစ်ပါတယ်။တကယ်ပဲနန်ကုန်းဟာရက်ကူကြီးကိုအပြည့်ရှင်းမှုဆုံးဖြတ်ခဲ့ပြီးလူကန်းကျုပ်ဓာတ်ထားလို့သာစိတ်ထိန်ထားခဲ့ရတာပဲဖြစ်ပါတယ်။ရောက်ကလည်းရက်ကူကြီးဒုက္ခရောက်တော့မယ်ဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်တာကြောင့်သူမကိုကယ်တင်နိုင်ဖို့အကြံကုန်ထုတ်နေခဲ့ရပါပြီ။ဒီလိုနဲ့ဖိုင်နယ်ပွဲစဉ်ကိုစတင်ရှင်မြန်ခဲ့ပြီးရောက်တဲ့ရက်ကူကြီးတို့စတင်တိုက်ခိုက်ကြပါတယ်။သူတို့တွေတိုက်ခိုက်ကြရင်းနဲ့သူတို့ရှင်ပြန်နေတဲ့ပြိုင်ပွဲကွင်းကြီးထဲမှာဘုံအောင်တော်အဆင့်မိစ္ဆာလန်းစဉ်ဝိညာဉ်ဆရာ9ဦးတောင်ရှိနေကြောင်းရက်ကူကြီးကိုအတိပေးခဲ့ပြီးရက်ကူကြီးအနေနဲ့သူတို့လက်ထက်ကလွတ်မြောက်သူကူကြီးပေးမယ်ဆိုပြီးပြောပြလိုက်ပေမဲ့ရက်ကူကြီးကတော့ရော့ရဲ့စကားကိုအယုံကြည်မရှိခဲ့ပဲပြင်းထန်တဲ့ထိုးစစ်ဆင်မှုတွေကိုသာဇက်တိုက်လှုပ်ဆောင်နေခဲ့ပါတယ်။ရောက်ကလည်းပြောမရတော့တဲ့အဆုံးရီလိုက်ခဲ့စီပေးရခဲ့တဲ့ဝိညာဉ်ကွန်းနဲ့အောက်လန်းမော်ပညာကိုထုတ်သုံးခဲ့ပြီးရက်ကူကြီးတယောက်ရော့ရဲ့အောက်လန်းမော်ပညာကိုမြင်လိုက်ရချိန်မှာသူမရဲ့အထင်တိုင်းပဲမိစ္ဆာလန်းစဉ်ဝိညာဉ်ဆရာတယောက်ဖြစ်နေတာပဲဆိုပြီးရော့ကိုအပြည့်ရှင်းဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒါပေမဲ့ရော့ရဲ့စိတ်ဝိညာဉ်တုံကခြင်းကြောင့်သတိလစ်သွားခဲ့ရပြီးရော့ရဲ့တစေဝိညာဉ်တကားဆိုတဲ့စွန့်ရည်အသေးရဲ့ဝါမျိုးမှုကိုခံခဲ့ရပါတယ်။တကယ်တော့ရော့ဟာရက်ကူကြီးကိုတခြားသောမိစ္ဆာလန်းစဉ်ဝိညာဉ်ဆရာတွေဝမ်းဝတိုက်ခိုက်မှဆိုးတာကြောင့်အခုလိုမျိုးလှုပ်လိုက်တာဖြစ်ပြီးပွဲကြီးနေတဲ့သူတွေအားလုံးကလည်းရက်ကူကြီးတယောက်ရော့ရဲ့ဝါမျိုးတန်းစီကြီးကိုခံလိုက်ရပြီဆိုပြီးတော့ထိမှတ်သွားခဲ့ကြပါတယ်။အန်ကုန်းဝန်တို့တတိုက်ကလည်းရော့ရဲ့မြင့်မြတ်တန်းစီနဲ့အောင်လန်းမော်ပညာကိုမြင်လိုက်ရချိန်မှာရော့ပါသူတို့ကိုင်းတစ်ချိန်လုံးဆောင်ဆိုင်နေခဲ့ရတဲ့မြင့်မြတ်အမောင်သခင်သားတော်တယောက်ပဲဆိုပြီးအပိုင်ကောက်ချက်ချလိုက်ကြတဲ့အထီကိုအထင်ကြီးလေးစားသွားခဲ့ကြပါတယ်။ဆိုလန်တူဘီကအပိုင်း80ကတော့ဒီလောက်ပါပဲခင်ဗျာ။အားလုံးပဲမင်္ဂလာရှိသောနေ့ကလေးကိုပိုင်ဆိုင်နိုင်ပြီးတော့စိတ်ကြံသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါသေးကြောင်းဆုမကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။